ဘီဘာတွေဆဲဆောက်တယ်ဆိုတာကတခြားသတ္တဝါတွေအတွက်လုံးဝမဟုတ်ပါဘူးသူတို့ရဲ့တကူရည်တာယာဝပြောမှုအတွက်ပဲဖြစ်ပါတယ်သူတို့ရဲ့ဆယ်ရီကြောင့်ရေကြီးချောင်းတွေပိတ်ဆို့သွားပြီးတော့ရေအောက်ကငါးတွေတွားလာတော့မရတော့သလိုကုန်းပေါ်ကတခြားသတ္တဝါတွေရဲ့အနေမြေတွေပါရေကြီးနှမြုပ်ကုန်ပါတယ်သူတို့ရဲ့အင်္ဂလိပ်လုံခြုံဖို့အတွက်ဆိုရင်ဂေယစနစ်တစ်ခုလုံးပြည့်စည်သွားပါစေလုံးဝဂယုမဆိုင်တတ်တဲ့အတ္တသမားလေးတွေပါဘီဘာတကောင်ဟာတစ်နှစ်ကိုတစ်ပင်ပေါင်း200ကျော်အထိလဲပြစ်နိုင်ပါတယ်သူတို့ရဲ့သွားတွေဟာအတန်ကြီးတက်နေတဲ့လွှာဆက်တွေလိုပဲတောင့်တင်ခိုင်မာပြီးတော့တစ်ပင်တစ်ပင်ကိုမိနစ်ပိုင်းအတွင်းလဲကျသွားအောင်လုပ်နိုင်စွမ်းရှိပါတယ်ဒါဟာတစ်တော်တွေပြုံးတီးဖို့အတွက်တဘာဝကပေးထားတဲ့ဖြည့်ဆည်းရေးလက်နက်တစ်ခုပါသူတို့လဲပြစ်လိုက်တဲ့တစ်ပင်တွေအောက်မှာတခြားသတ္တဝါလေးတွေပြီးမိပြီးတော့သေဆုံးရတာမျိုးကသူတို့အတွက်တော့အမှုမထားတဲ့ကိစ္စတစ်ခုပါသူတို့ကိုအန္တရာယ်မရှိဘူးလို့လည်းမထင်လိုက်ပါနဲ့ဘီဘာတွေဟာသူတို့ရဲ့နေမြေကိုကျူးကျော်လိုက်ရင်ဘသူကိုမဆိုရမ်းမှုတတ်ပါတယ်သူတို့ရဲ့ချက်မြက်တဲ့သွားတွေနဲ့ကိုက်လိုက်ရင်သွေးကြောကြီးကိုပြတ်တောက်သွားစေနိုင်တဲ့အထိပြင်းထန်ပါတယ်တကယ်တော့ဘီဘာတွေကြောင့်လူတွေသေဆုံးခဲ့ရတဲ့မှတ်တမ်းတွေတောင်ရှိပါတယ်သူတို့ဟာတင်ထင်ထားသလိုနူးညံ့တဲ့သတ္တဝါလေးတွေမဟုတ်ဘဲသွေးအေးတဲ့နေမြေဆောင်နှက်ဆိုတွေပါတဘာဝတရားကဖန်တီးထားတဲ့အရာတိုင်းမှာအကောင်းနဲ့အဆိုးတွင်တွဲနေတတ်ပါတယ်ချစ်စရာ